Hello အားလုံးပဲမင်္ဂလာပါဒီညပြောပြပေးတော့မယ့်အကြောင်းအရာကတော့US သမိုင်းထဲမှာ President မဖြစ်ဘဲနဲ့ President ထက်ပိုပြီးမှလူတွေဂုဏ်ပြုခံရတဲ့လူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်သူ့နာမည်ကတော့ Benjamin Franklin ပဲဖြစ်ပါတယ်သူဟာနိုင်ငံကိုတည်ထောင်သူသိပ္ပံပညာရှင်စာရေးသူနိုင်ငံရေးသမားနဲ့ထူးခြားတဲ့အရာတွေတည်ထွန်သူတို့ပဲဖြစ်ပါတယ် Franklin က1906ခုနှစ်မှာ Boston မြို့မှာမွေးဖွားခဲ့တယ်သူဟာမိသားစုဝင်တွေများတာကြောင့်ပညာရေးကိုအပြည့်အဝမလေ့လာနိုင်ခဲ့ပေမဲ့သူဟာစာအုပ်ချစ်မြတ်နိုးပြီးကိုယ်တိုင်စူးစမ်းလိုစိတ်ပြင်းထန်တာကြောင့်ကိုယ်တိုင်လေ့လာခဲ့တယ်ဒီစမ်းသပ်မှုဟာသူ့နာမည်ကိုတုံးချင်းနာမည်ကြီးစေခဲ့ပြီးသိပ္ပံနဲ့လူ့ဘဝအတွက်အသုံးဝင်မှုကြီးစွာရှိခဲ့တယ်သူဟာလောလောရေးကြီးညာစာတမ်းထုတ်ရမှာအရေးကြီးတဲ့အဖွဲ့ဝင်သူဖြစ်ပြီးလက်မှတ်ထိုးသူတို့လည်းဖြစ်ပါတယ် Franklin ဟာသူ့ညာကနိုင်ငံတစ်ခုလုံးကိုအလင်းပေးသူတို့ဖြစ်နေခဲ့ပါတယ်နောက်ပိုင်းမှာ France နိုင်ငံကိုတာအဖွဲ့အဖြစ်သွားပြီးအမေရိကအတွက်အရေးကြီးတဲ့မဟာသဘောတူညီချက်ရယူနိုင်ခဲ့တယ်သူ့ညာနဲ့ဗဟုသုတတွေကနိုင်ငံတစ်ခုလုံးကိုတည်မြဲစေခဲ့ပါတယ် Franklin ဟာလက်စစ်တပ်ဘောစံတတူတို့ဖြစ်ပါတယ်တနေ့မိုးတဲ့နေချိန်မှာတစိမ့်နဲ့တန်ကျိုးတစ်ချောင်းကိုတုံးပြီးစမ်းသပ်ခဲ့တယ်စမ်းသပ်မှုမှာသူကအမိုးချင်းတိုင်ကိုတည်ထွန်နိုင်ခဲ့ပါတယ်သူအရရောက်လာတဲ့အခါသတင်းစာထုတ်သူတို့ဖြစ်လာခဲ့တယ်သူထုတ်တဲ့ The Pennsylvania Gazette နဲ့Poor Richard Arman နဲ့စာအုပ်ကလူသိများခဲ့တယ်စာအုပ်ထဲမှာထင်ရှားတဲ့ညံပေါ်စကားတွေရှိပါတယ်တွေကဘာလဲဆိုတော့time is money early to bed and early to rise makes a man healthy worthy and wise စကားတွေကလူတိုင်းရဲ့တကယ်ဘဝအတွက်ညာပြီးနေစေဖြစ်ပါတယ်ဒါကြောင့်သူ့ဘဝဟာကိုယ်တိုင်ဖန်တီးလိုက်တဲ့ညာနဲ့အောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်Benjamin Franklin ဟာ President မဖြစ်ပေမဲ့သူ့အလုပ်သူ့ညာသူ့သစ္စာတွေကြောင့်အမေရိကန်သမိုင်းထဲမှာမမေ့နိုင်တဲ့အမည်ဖြစ်နေစေပါဒီညပြောပြပေးသွားမယ့်အကြောင်းအရာတော့ဒီလောက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်